အားလုံးပဲမင်္ဂလာပါဘာမီကေ in Japan page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေဒီနေ့ sharing လုပ်ပြီးမှာတော့ဂျပန်ကနေပြီးတော့ကိုရီးယားပေါ့နော်ဒီပစ္စည်းပို့တဲ့အခါကျလို့ရှိရင်စာတိုက်ကနေဘယ်လိုမျိုးပို့လို့ရလဲဆိုတာကိုသိတဲ့လောက်လေး sharing လုပ်ပေးချင်ပါတယ်ဒါမေဒီတလာပိုင်းရှေ့ရနေရဆိုလို့ရှိရင်ပေါ့နော်ဒီဘက်ကနေပေါ့နော်ဂျပန်ဘက်ကနေပြီးတော့ကိုရီးယားဘက်ကအမျိုးသားစီပေါ့နော်ပစ္စည်းပထမအဆုံးဆက်ပို့ကြည့်ရပါတော့ပေးစီပြရလဲလာမေးကြရပေါ့နော်ပို့ပုံပို့နီးလေးသိချင်ပါတယ်ဘယ်လောက်ကုန်လေးသိချင်ပါတယ်ပေါ့နော်ဘလို့ပို့ရလဲပေါ့နော်လာမေးကြတယ်ယူရဲ့တဲ့ဘယ်လောက်ကုန်လေးပြောပြပေးပါအောင်နော်တဲ့ကောင်းလေးစီကိုပို့ပေးချင်လို့တဲ့ပေါ့ဒါအခုနောက်ပိုင်းဆိုလို့ရှိရင်ဒီဂျပန်ကကောင်မလေးနဲ့ပေါ့နော်ကိုရီးယားကောင်လေးပေါ့နော်ဂျပန်ကိုရီးယားပေါ့နော်ဒီလိုစုံတွဲလေးတွေကအခုနောက်ပိုင်းဆိုလို့ရှိရင်များလာပြီပေါ့နော်အဲ့တော့ပစ္စည်းတွေဘာတွေအဲ့လိုပို့ပေးချင်တယ်ပေါ့နော်လက်ဆောင်တွေပဲပို့ပေးချင်တယ်အဲ့လိုလူတွေအတွက်ဒီဗီဒီယိုလေးကတစုံတရာအကျိုးရှိမယ်လို့ထင်ပါတယ်ဒါပို့မယ်ဆိုလို့ရှိရင်ပေါ့နော်ပို့လို့မရတဲ့ပစ္စည်းတွေရှိရပေါ့နော်ဥမာအဖြစ်ရေမွေးတို့ပေါ့နော်ပြီးရင်ဆက်လိပ်တို့ပါတို့ပေါ့နော်အဲ့လိုပို့လို့မရတဲ့ပစ္စည်းတွေရှိရပေါ့နော်အဲ့တော့မေပထမဆုံးသွားပြီးတော့ပေါ့နော်ရင်ဆုံးစာတိုက်မှာပေါ့နော်ပစ္စည်းပို့ချင်လို့ပါပေါ့နော်အဲ့လိုပြောတော့စာတိုက်ကနေပြီးတော့ဒီစာရွက်ကလေးပေးလိုက်တယ်ပေါ့နော်ဒီစာရွက်လေးဘာတွေကပို့လို့မရဘူးဘာတွေကပို့လို့ရတယ်ဆိုတဲ့စာရွက်ပေါ့နော်ဒီစာရွက်လေးကိုလိုချင်နေဆိုလို့ရှိရင်တော့ဒီမေရဲ့ big cv မှာပေါ့နော်ရပါတယ်ပေါ့နော်ပို့ပြီးပါမယ်နောက်တစ်ခုကကြတော့ပို့နေရနှစ်ခုရှိတယ်ပေါ့နော်အမြန်ပို့နီးနေနောက်တစ်ခုကကြတော့ကြားတယ်ပေါ့နော်တစ်ခုကတော့ကြားတယ်ဒါပေမဲ့ဈေးတက်တာတယ်ပေါ့နော်မေပထမဆုံးပို့လိုက်တာကြတော့ဒီ EMS ဆိုတယ်ပေါ့နော် speedo uving ဆိုတဲ့အမြန်ပို့တယ်ပေါ့နော်အမြန်ပို့တဲ့ဟာနဲ့ပထမဆုံးဆက်ပို့ကြည့်ရပါပေါ့နော်စပို့ကြည့်တော့အိမ်ရပေါ့နော်ဒီတမ်ပိုလူဆိုတဲ့ပေါက်လေးတွေပေါ့နော်ပေါက်ကြီးဘာတွေတိတ်တွေကကိုယ့်ကိုယ်ပဲယူသွားလိုက်တယ်ပထမဆုံးဆက်ချင်းဆိုတော့ဘလို့နေထားလဲမသိရပေါ့နော်ပေါက်ကြီးယူသွားပြီးတော့ကိုယ့်ကိုယ်ပဲပြင်ဆင်သွားတယ်ပေါ့နော်ပစ္စည်းတွေချထည့်ပြီးတော့အိမ်မှာချိန်တော့9ကျော်လောက်ပဲရှိပေါ့နော်ဒါပေမဲ့သူကဒီမှာဆိုလို့ရှိရင် EMS အမြန်ပို့မှာဆိုလို့ရှိရင်6ကီလိုအထိကိုပေါ့နော်မတွေအထိကိုဆိုလို့ရှိရင်9400ပေါ့နော်ရန်ငွေ9400ကျတယ်ပေါ့နော်အဲ့တော့6ကီလိုမပြည့်5ကီလိုကျော်သွားဆိုတော့9400ပေးလိုက်ရတယ်ပေါ့နော်9400ပေးလိုက်ရတယ်နောက်တစ်ခါကျတော့သူကဒီနောက်ထပ်ပို့နည်းတစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့သူကတော့နည်းနည်းကြာမယ်ပေါ့နော်အမြန်အချောပုံမဟုတ်ဘူးပေါ့နော်နည်းနည်းကြာမယ်ဒါပေမဲ့ဈေးတက်တာတယ်ပေါ့နော်ဒီမှာဆိုရင်အဲ့စာပင်နဲ့ပို့မယ်ဆိုရင်6ကီလိုထိကို9500ကျော်လောက်ပဲပေါ့နော်ဒါပေမဲ့လည်းတေချာစဉ်းစားကြည့်တော့လေဈေးကတကယ်လို့အရေးကြီးရင်ပေါ့နော်အရေးကြီးရင်တော့ဈေးကတိတ်မကွာတဲ့အတွက်ပေါ့နော်အမြန်အချောပုံနဲ့ EMS နဲ့ပိုကောင်းတယ်လို့ထင်ပါတယ်စီးပို့တော့မယ်ဆိုလို့ရှိရင်ပထမဆုံး step 1ပေါ့နော်ပထမဆုံးဘာလုပ်ရလဲဆိုတော့ဒီစာရွက်လေးတွေက QR code လေးပေါ့နော် QR code လေးကိုဖတ်ပေါ့နော် scan ဖတ်ပြီးသွားလို့ရှိရင်အရင်ဆုံးlogin တွေပါဝင်ပေါ့နော် login ဝင်ပြီးတော့အကုန်လုံးဖြည့်ရတယ်အချက်လက်တွေဖြည့်ရတယ်ဒီကပို့ပေးတဲ့လူရဲ့အချက်လက်တွေရောလက်ခံမဲ့လူရဲ့အချက်လက်တွေရောအသေးစိတ်ဖြည့်ပေါ့နော်ဖြည့်ပြီးတော့သူကဘာတစ်ခုပါလာလဲဆိုတော့ဖြည့်တယ်ပေါ့နော်အထဲထဲမှာပါတဲ့ပစ္စည်းအမျိုးအစားတွေကိုတိတိကျကျလေးရေးပေးရတယ်ပေါ့နော်ဥမာအဖြစ်တခဲပါတဲ့အမျိုးအစားလားအယုတ်ဆိုလဲကွာဒီလိုမျိုးမှုေးပွားရုပ်လားဒါမှမဟုတ်အထဲထဲမှာတခဲပါတဲ့မှုေးပွားရုပ်အမျိုးအစားလားပေါ့နော်အဲ့လိုမျိုးတွေသူနည်းနည်းလေးတော့ခွန်မကိုက်ပါနော်တော်တော်လေးကိုအဲ့လိုမျိုးသေးစိတ်ကိုစစ်တယ်ပေါ့နော်အဲ့လိုပြီးသွားတော့နောက်တစ်ခါကျတော့ထဲထဲမှာအရေးပါလားတို့ပေါ့နော်အဲ့လိုမျိုးတွေစစ်တယ်အဲ့ဒီဟာကိုနောက်မှဗီဒီယိုလေးနဲ့ပြန်ပြီးတော့ရှင်းပြမယ်ပေါ့နော်အဲ့ဒီဟာကိုဖြည့်ရတယ်တစ်ခုချင်းစီပေါ့နော်ဖြည့်ပြီးတော့ကိုကတတိချာချာလေးပြီးတော့ဈေးပါဖြည့်ရတယ်ပေါ့နော်ဘယ်နှခုဆိုဘယ်နှခုပေါ့ဥမာဖြည့်တကြားလုံးပဲပို့လိုက်တယ်ပဲထားပေါ့နော်တကြားလုံးကန်ဒီပေါ့နော်လိုက်ရှာဖို့လို့ရှိရင်အဲ့ကန်ဒီရဲ့ဈေးနှုန်းကြီးပေါ့နော်ဘလောက်ပဲပြီးတော့ဘယ်နှထုတ်ပါလဲအဲ့လိုမျိုးအသေးစိတ် invoice ကိုဖြည့်ရတယ်ပေါ့နော်ဖြည့်ဖို့လို့ရှိရင်ဟိုရောက်လို့ရှိရင်လည်းသူတို့အဲ့ invoice ကိုပြန်စစ်တယ်ပေါ့နော်မေဆိုလို့ရှိရင်ဒီအယုတ်ကလေးပေါ့နော်မွေးပွားရုပ်လေးပို့လိုက်တယ်ပေါ့နော်မွေးပွားရုပ်လေးပို့လိုက်တော့ဆိုလို့ရှိရင်သူကဘာလဲဆိုတော့ထဲထဲမှာတခဲပါတဲ့အယုတ်လားဘလို့အယုတ်လေးပေါ့မီးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့တတိချာချာလေးဖြည့်သွားတာပို့ပြီးတော့အဆင်ပြေတစ်ခုကကြတော့သူကအဲ့လိုပစ္စည်းအမျိုးအစားအမည်ကိုထည့်ရတယ်ပေါ့နော်ပစ္စည်းမျိုးစားအမည်ထည့်ရတယ်နောက်တစ်ခုကကြတော့ဒီ item အရေးအတွက်ထည့်ရတယ်ပေါ့နော်ဘယ်နှခုပါလဲပေါ့ပြီးသွားလို့ရှိရင်အဲ့ဒီပစ္စည်းရဲ့တန်ဖိုးကိုထည့်ရတယ်ပေါ့နော်ကိုဂျပန်မှာဝယ်ထားတဲ့တန်ဖိုးဘယ်လောက်လဲပေါ့နော်ဥမာအဖြစ်ရန်100ဆန်ဝယ်ထားရဆိုလဲ130ပေါ့အဲ့လိုမျိုးပြန်ထည့်ရတယ်ပေါ့စီးပို့တဲ့နေရာမှာတော့နည်းနည်းရှုပ်တာတော့အဲ့နေရာလေးပေါ့နော်အိမ်ကနေတတိချာချာလေးမပို့ခင်ပေါ့နော်ဒီထဲထဲမှာကိုပို့မဲ့ပစ္စည်းအမျိုးအစားတွေကိုတတိချာချာလေးရေးပြီးပေါ့နော်ရေးပေးပြီးတော့ပြီးသွားလို့ရှိရင်ကိုကအဲ့ဒီဟာကိုအ
အဲ့ပေါ့နော်ဒီဖုန်းနဲ့ပဲအရင်လုပ်ပေါ့နော်လောက်တော့နောက်တစ်ခုကျတော့သူက Gmail မှာဗာလေးပို့လာလဲဆိုတော့ဒီမှာ ID ကုတ်လေးပို့ပေးလာပါနော်အဲ့ ID ကုတ်လေးနဲ့စာတိုက်ကိုသွားပါနော်စာတိုက်ကိုသွားပြီးတော့ဒီ ID ကုတ်ကိုငါရတယ်ဆိုပြီးဒီစာတိုက်ကလူပြလိုက်လို့ရှင်သူတို့သိတယ်ပေါ့နော်သူတို့သိတယ်ဆိုတော့အဲ့တော့ပြီးသွားလို့ရှင်သူတို့စပြီးတော့ပုံ site ကိုတိုင်းတယ်ပြီးသွားလို့ရှင် invoice ပေါ့နော်ခုနကိုရေးထားတဲ့အချက်လက်နဲ့ပေါ့နော်သူတို့စစ်ချင်တာခုနလိုပေါ့အယုံမှာဆိုရင်တက်ခဲပါလာတို့ပေါ့နော်ဟိုပြီးသွားလို့ရှင်မေးဆိုလို့ရှင်အဲ့လိုမျိုးပေါ့နော်ဟိုစစ်ဆက်နေဆိုတော့နားအုပ်တဲ့ဟာတွေပို့လိုက်တယ်ဆိုလို့ရှင်ပေါ့နော်ဒီ ER ဆိုလို့ရှင် ER ကပါဆိုလို့ရှင်ထဲထဲမှာတက်ခဲပါတယ် ER ကပါလားမဟုတ်ဘူးဒီလိုမျိုးပေါ့နော်နှွေးအောင်လို့ပေါ့အဲ့လိုကပါအဲ့လိုနည်းနည်းလေးတော့ရစ်နည်းနည်းလေးရစ်တယ်ပေါ့နော်ဂျပန်မူလီဆိုတော့လေအဲ့လိုမျိုးအသေးစိတ်ကြကြပေါ့နော်အဲ့နဲ့မေးဒီပေါ့နော်စာတိုက်ကနေပြီးတော့10ရက်နေ့လောက်ကပို့လိုက်တယ်ပေါ့နော်တလပိုင်း10ရက်နေ့ကလောက်ကပို့ပြီးတော့ကာကြီးကိုရီးယားဘက်ကိုတလပိုင်း73ရက်နေ့လောက်ရောက်တယ်ပေါ့နော်73ရက်နေ့လောက်ရောက်သွားတယ်ညံ့တယ်ပေါ့နော်ဂျားထဲမှာစနေတနင်္ဂနွေနေ့ကလည်းခံသွားတာဆိုတော့အမှန်တကယ်တော့2ရက်3ရက်လောက်ပဲကြာမိထင်တယ်ပေါ့နော်စနေတနင်္ဂနွေခံသွားတော့73ရက်နေ့လောက်ရောက်ပါတယ်ရောက်သွားပြီးတော့နောက်တစ်ခုကကြတော့ဒီပို့တဲ့လူတွေပထမဆုံးအတွေ့အကြုံပေါ့နော်ဘာအတွေ့အကြုံလဲဆိုတော့မြေပို့လိုက်တာဆိုလို့ရှိရင်ဒီတုံရမ်းဟာလီပါတယ်ပေါ့နော်သူကအဲ့ဒီဟာကိုဒီ customer ရစ်တယ်ပေါ့ကွာဒီတုံရမ်း page ဆိုတော့ဘာကိုရစ်လို့ရစ်လဲမသိဘူးเนาะအဲ့လိုပဲကိုပစ္စည်းပို့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဘယ်လိုပြောမလဲဒီလိုမျိုးဘယ်လိုအစိမ်းကြောက်လားဘာလားတော့မသိဘူးเนาะဒီလိုတုံရမ်း page တွေဆိုလို့ရှိရင်အရစ်ခံရတယ်ပေါ့เนาะဂျပန်သူကတော့ရှူနဲ့ပေါ့နော်ပို့လိုက်တယ်ပေါ့နော်ရောက်သွားပြီပေါ့နော်ဆိုပေမဲ့ကာကြီးပေါ့နော်ကိုရီးယားဘက်ကသူကပြန်ထုတ်မယ်ဆိုလို့ရှိရင်ဒီလိုဟာတွေကဟိုကတ်စတန်နဲ့ညှိတာရှိတယ်ပေါ့နော်ကိုရီးယားကိုရောက်တဲ့ခါကျလို့ရှိရင်ဒီလိုတုံရမ်း page တွေဆိုရင်ဘာဖြစ်လို့လဲမသိညှိသွားရပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ကတ်စတန်နဲ့ညှိတဲ့ပစ္စည်းတွေဖြစ်နေပြန်ပြီးတော့ဟိုဘက်မှာအခွန်ဆောင်ရတယ်ပေါ့နော်အမျိုးသားဆိုလို့ရှိရင်အခွန်ဆောင်ရတယ်လို့အဲ့လိုမျိုးပေါ့ပြန်ပြီး ID ဖြစ်ရတယ်အဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့တော့ပို့မဲ့ပစ္စည်းတွေကအထူးသဖြင့်တော့ခုနကသူစာရွက်မှာပါထားတဲ့ဟာတွေပေါ့နော်တတိချာလေးဖတ်ပြောရလို့ရှိရင်နားမလည်လို့ရှိရင်ဒီစာတွေကလူတွေနဲ့တတိချာလေးပေါ့နော်ဆွေးနွေးပြီးတော့ပို့တာကပို့ပြီးတော့အဆင်ပြေပါတယ်ဒီဂျပန်ကနေပြီးတော့ကိုရီးယားပေါ့နော်ပစ္စည်းပို့တဲ့ခါကျလို့ရှိရင်တော့အဲ့လောက်လည်းမခတ်ဘူးပေါ့နော်မခတ်ဘူးအဓိကကတော့ကိုကပစ္စည်းမပို့ခင် item မျိုးစားတွေကိုရေးဖို့တော့ပေါ့နော်ဒီ scan လေးဖတ်ပြီးတော့အရင်ဆုံး login အရင်ဝင်ပေါ့နော် login member ဖြစ်အောင်လို့အရင် login ဝင်ထားပြီးတော့မှပို့လို့ရမှာပေါ့နော်ပထမဆုံးပို့တာဆိုတော့login ဝင်ပြီးတော့မှဒီပို့တဲ့လူတွေအချက်လက် form ကြီးဖြည့်ပေါ့နော်ဖြည့်ပြီးတော့ခုနပြောသလို item invite ဖြည့်တဲ့နေရာမှာနည်းနည်းလေးတော့ကောင်းရှုံမယ်ပေါ့နော်ဒီဟာကိုဘယ်လိုဖြည့်ရမလဲအဲ့လိုမျိုးပေါ့နော်နည်းနည်းလေးကောင်းရှုံမယ်အဲ့ဒါလောက်ပါပဲကျန်တဲ့ဟာတော့မခတ်ဘူးပေါ့နော်လွယ်ပါတယ်ပြီးတော့ဒီ EMS အမြန်စနစ်နဲ့ပို့ရင်လည်းမြင်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီ2လပိုင်းဆိုလို့ရှိရင်ဘလက်တိုင်းလေးရောက်တော့မှာဆိုတော့ဒီလိုအမြန်ချောကူနဲ့ပို့ရင်လည်းအဆင်ပြေပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိလိုပဲဒီဂျပန်ကိုရီးယားပေါ့နော်စုံတွဲလေးလည်းအမြန်ဆုံးပေါင်းဖက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်နဲ့နောက်ထပ်လည်းဂျပန်ကိုရီးယားနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေပေါ့နော်အတွေ့အကြုံလေးတွေလည်း share ပေးတော့ဖို့ရှိတဲ့အတွက်ကြောင့် page ကို like and follow လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေ